Okay guys, Passion Sport ကနေကြိုးစားပါရစေ။ပြီးခဲ့ညကတော့ Champions League ရဲ့တမိုင်းမှာအကောင်းဆုံးညရီတွေကတညတုံကျွန်တော်တို့ပြောရမယ်။ Inter Milan နဲ့ Barcelona ရဲ့ပွဲကနှစ်ကြော့ပေါင်းရလက်က9ဂိုး6ဂိုးပွဲချိန်အတွင်းမှာဆိုလို့ရှိရင်တစ်ဖက်ကို3ဂိုးစီတည်ကြတယ်။ပထမအကြော့တုံးကလည်းတစ်ဖက်ကို3ဂိုးစီတည်ကြတယ်။နှစ်ကြော်လုံးကိုမေးလို့မရတဲ့ပွဲလို့ကျွန်တော်တို့ပြောရမယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုထဲမှာက Champions League ရဲ့အကောင်းဆုံးပွဲတွေကတပွဲမှာဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့နည်းစနစ်ပိုင်းဆိုင်ရာအပြိုင်မှုတွေရှိခဲ့လဲ။ဒါရီတော့ဒီနေ့ဗီဒီယိုမှာအဓိကထားပြီးဆွေးနွေးမှာဖြစ်ပါတယ်။ထုံးအတိုင်းပဲ view လေးမစခင်မှာတော့ကျွန်တော်ရဲ့ view လေးကို reaction တွေပေးခဲ့ပြီးတော့တကယ်လို့ YouTube channel ကကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ရပါနဲ့။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ view လေးကိုစလိုက်အောင်။ကျွန်တော်ပထမဦးဆုံး step ပိုင်းဆိုင်ရာအရာကိုကြည့်ပြီးဆုံးဖြတ်မယ်ဆိုလို့ရှိရင် Inter Milan ကဒီပွဲမှာ possession က29%ပဲရှိခဲ့ပြီးတော့ Barcelona ကတပွဲလုံးအတိုင်းအတာအရ ball possession က81%ရှိခဲ့ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် expected goal ရ Inter Milan တင်းက 2.280 ရှိခဲ့ပြီးတော့ Barcelona ကexpected goal ရ 2.740 ရှိခဲ့တယ် expected goal ရောတိတ်မကွာဘူးဒါပေမဲ့ big chance အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ Inter Milan က big chance ၄ချိန်မှာ၄ချိန်လုံးဂိုးဝင်အောင်သွင်းနိုင်ခဲ့တာဖြစ်ပြီးတော့ Barcelona တင်းက big chance 6ချိန်မှာ3ချိန်ပဲရအောင်သွင်းနိုင်ခဲ့တယ်ဒါကပဲအဓိကစကားပြောသွားခဲ့တဲ့အရာလို့ကျွန်တော်တို့ပြောရမယ် step ပိုင်းဆိုင်ရာကိုပဲကြည့်ပြီးဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့ Inter Milan က ball possession ကိုအလေးမထားဘူးဒါပေမဲ့သူတို့အသင်းကထိရမှုနဲ့ကြစ်လက်မှုကိုအများကြီးအားပြုသွားခဲ့တယ်ဘာစီလိုနာကကြောင့်လှင်မြန်မှုထက်မြက်မှုနဲ့အတူ Inter Milan တင်းရဲ့ခံစားကြောင်းကိုတိုင်းတိုင်းထိုးဖောက်ပြီးတော့ attack ဆိုတဲ့ပုံစံမျိုးကိုကစားသွားခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်တကယ်ကိုနှစ်သင်းလုံးကသူတို့ချမှတ်ထားတဲ့နီးဗျူဟာကို 100% ကိုအံဝင်အောင်ကစားခဲ့တာဖြစ်ပြီးတော့လုံးဝကို radically ပိုင်းရတဲ့ကြီးကောင်းခဲ့တဲ့ဖွဲ့တဲ့ပွဲလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့ပထမဆုံး Inter Milan တင်းဘောလုံးခိုင်တာအခြေအနေကိုကျွန်တော်တို့စပြီးတော့ကြည့်မယ်Inter Milan အသင်းရဲ့ဒီပွဲချိန်အစောပိုင်းဒီ Big Freeze ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အသင်းရဲ့ backline မှာဆိုလို့ရှိရင် Basto နဲ့ Isavi တို့ရှိနေပြီးတော့အသင်းရဲ့ fullback နေရာမှာဆိုလို့ရှိရင်တော့ Di Marco နဲ့ Bisak နေရာရှိနေမယ်ကျွန်တော် Dumfries ကကျတော့အသင်းရဲ့ဒီ wingback player တယောက်ဖြစ်တယ်ဆိုရင်မြတ်ဒီချိန်မှာဆိုလို့ရှိရင်သူက Varinga နေရာမှာနေရာယူထားရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီညမှာ Barcelona အသင်းရဲ့ high pressing ကစားပုံကအဆင့်နဲ့ကျတယ်တော်တော်လေးကြောက်ဖို့ကောင်းတယ်ဘယ်လိုဆိုလို့ရှိရင်တော့ Ferran Torres တို့ Lamine Yamal ကဒီ Inter Milan ရဲ့ CBD ကိုတက်ပြီးတော့ press တယ်ပြီးလို့ရှိရင်ဒီမှာလွတ်သွားတဲ့ဒီမာကိုကိုကျတော့ Eric Garcia ကအမြဲတမ်း stand by နေစောင့်နေတယ်တနည်းအားဖြင့်ဒီမာကိုစီကိုဘောလုံးထွက်လာအောင်ယူထားတဲ့သဘောလို့ကျွန်တော်တို့ပြောရမယ်ပြီးလို့ရှိရင် Inter Milan ရဲ့ midfielder ဒီ Gennaro Gru ကိုကျတော့ Daniel Olmo နဲ့တက်ပြီးတော့ကထားပြီးတော့ကျွန်တော် Bisak ကိုကျတော့ Rafinha ပြန်ပြီးတော့ကာထားတယ်ဒါအပြင်ဒီကြောင်နဲ့ Patri ဒီမြောက်ကလည်း Inter Milan ရဲ့ midfielder ဖြစ်တဲ့ Barella နဲ့ Mkhitaryan ဒီမြောက်ကို man to man mark ပြန်ပြီးတော့ယူထားတယ်အဲ့တော့ Inter Milan အနဲ့လောက်ရမဲ့လောက်ကတစ်ခုပဲရှိရပါတယ်ဆိုလို့ရှိရင်လွတ်နေတဲ့ Di Marco စီကိုဘောလုံးပေးဖို့ပဲ Di Marco စီကိုဘောလုံးရပြီဆိုတာနဲ့ဒါ Barcelona တင်းက risk စပြီးတော့ယူတယ်ပါတယ်ဆိုလို့ရှိရင် Eric Garcia တက်ပြီးတော့ press တယ် Eric Garcia တက်ပြီး press ဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် narrow area မှာ Di Marco ကဘောလုံးပြတ်သွားပြီဆိုတာနဲ့ Eric Garcia ကဒီဘောလုံးကိုတောက်လျှောက်ပြန် carrying လုပ်ပြီးတော့ Barcelona တင်းက high turn လို့ပါပြန်ပြီးတော့ယူလိုက်မယ်တကယ်လို့အလုံးမဟုတ်ဘူး Di Marco ကနေစင် drop kick လောက်လာတဲ့ Mkhitaryan နဲ့ပြန်ပြီးတော့တွဲမယ်အဲ့ကနေမှစင် Mkhitaryan က ball carrying လုပ်ပြီးတော့ဒီကြောင်ကိုကြော်သွားပြီဆိုလို့ရှိရင်တော့ Barcelona တင်းရဲ့ခံစားကြောင်ကအတော်လေးကိုအနေနဲ့များသွားပြီအဲ့ကနေမှစင်ကျွန်တော်တို့မှာလို့ရှိရင် Martinez ကိုဘလုံးပေးမယ် Martinez ကဘလုံးရပြီဆိုတာနဲ့ဘေးနားကလည်း overlapping လိုက်လာတယ်ကျွန်တော်ဒီမှာကိုစီကိုဘလုံးပြန်ချပေးပြီးတော့ Inter Milan တင်းက first phase ကနေပြီးတော့ second phase ကို drive ကူးပြောင်းတဲ့ပုံစံမျိုးကိုကစားရလို့ကျွန်တော်ပြောလို့ရတယ်ဒုတိယမြောက်နီးရကြတော့ Bru ဆိုလို့ရှိရင်တော့ Inter Milan ကလေးနှစ် shape ကိုသုံးပြီးတော့သူတို့ရဲ့ first phase transition ကိုစပြီးတော့ကစားတယ်ဒီမှာဆိုလို့ရှိရင် Inter Milan ရဲ့ base မှာဆိုလို့ရှိရင် Isabi ရဲ့ဘေးနားမှာ Gennaro Gru ကနောက်ကိုဆင်းပြီးတော့ Tamori CB နဲ့ကစားပြီးတော့ Inter Milan ရဲ့ LCB နဲ့ RCB YCB က fullback တွေတာဝန်ယူပြီးကစားထားရတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါအပြင်အသင်းရဲ့ wing back တွေဖြစ်တဲ့ Di Marco နဲ့ Dumfries ဒီမြောက်ကကြတော့ဒါ winger တွေနဲ့တက်ပြီးကစားသွားတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ကနေမှဆင် Barcelona အသင်းရဲ့ high pressing ပုံစံကလည်းပုံစံပြောင်းသွားရဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင် Daniel Olmo နဲ့ Ferran Torres ဒီမြောက်နဲ့ကဒီကျွန်တော်တို့ Inter Milan ရဲ့ CBD ကိုတက်ပြီးတော့ press ရဲ့တစ်ချိန်တည်းမှာပဲ Barella နဲ့ Mkhitaryan ဒီမြောက်ကိုလည်းကျွန်တော်တို့ဒါဒီကြောင်နဲ့ Patri ဒီမြောက်ကပြန်ပြီးတော့ကတ်တယ်အဲ့တော့ clip ပဲဆိုလို့ရှိရင် Inter Milan ကို first speed ကိုလုံးဝကိုပေးမတည်တဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပြောရမယ်ဒါကိုလည်း Inter Milan ကသိရဲ့အဲ့တော့ Inter Milan ကဒီမဖြစ်အောင် first phase transition တွေ second phase ကိုမသွားတော့ဘဲနဲ့ backline ကနေစင် direct long ball ကန်တင်ပေးတဲ့ပုံစံမျိုးကိုကစားတယ်
ဒါမျိုးတင်ပေးရဲ့အပိုင်းမှာဆိုလို့ရှိရင် Inter Milan ကသူတို့ရဲ့ backline ကနေပြီးတော့ရှေ့ကို long ball တွေ diagonal pass တွေပြီးလို့ရှိရင် side chain pass တွေ through ball တွေပေးတဲ့နေရာမှာအကောင်းဆုံး player လို့ပြောလို့ရတယ်။ Bastoni စီကိုဘောလုံးရောက်ပြီဆိုတာနဲ့ Inter Milan တင်းရဲ့ front liner ၄ ယောက်ဖြစ်တဲ့ Di Marco, Martinez, Marcus Thuram, Dumfries ဒီ၄ယောက်က Inter Milan က defender တွေကို 1vs1 တက်ဖိပြီးတော့အဲ့ကနေမှ Di Marco က direct long ball spam ပေးပြီးတော့ first pick ကနေပြီးတော့ second free transition ကို direct တန်းသွားတဲ့ပုံစံမျိုးကိုလည်း Inter Milan ကဒီပွဲမှာကစားခဲ့တယ်။ဒါကတော့ Inter Milan အသင်းရဲ့ဒီပွဲမှာအသုံးပြုခဲ့တဲ့ first pick ကနေ second free ကိုသွားတဲ့ transition ကစားဖို့တနည်းအားဖြင့် Inter Milan အသင်းရဲ့ on the ball structure လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါဆိုလို့ရှိရင်တော့ Barcelona အသင်းရဲ့ on the ball structure အကြောင်းကျွန်တော်ဆက်ပြီးပြောရအောင်။ဒါကတော့ Barcelona အသင်းရဲ့ first pick တိစောက်ပုံလို့ကျွန်တော်တို့ပြောရမယ်။ဒီမှာဆိုလို့ရှိရင် Barcelona အသင်းကသူတို့ရဲ့ကစားကွက်တိစောက်ပုံအတိုင်းပဲ 4-3-3 နဲ့ပဲ ဘေးတဲ့ face ကိုစပြီးတော့တည့်တယ်။ဒီမှာဆိုလို့ရှိရင် Inter Milan အသင်းရဲ့ high pressing ကစားပုံကအတော်လေးကိုaggressive ဖြစ်ခဲ့ရဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ဒီမှာရှိတဲ့ Martinez ရဲ့ Cubarsí နှစ်ယောက်ကို Martinez ရဲ့ Marcus Thuram ဒီညောက်ကဝင်ပြီး press တယ်ပြီးလို့ရှိရင်အသင်းရဲ့ holding midfielder ဖြစ်တဲ့ဒီဂျီချောင်းကိုကျလို့ရှိရင်တော့ Gallon တခုကတက်ပြီးတော့ကတ်တယ်ပြီးလို့ရှိရင်အခြားသော midfielder နှစ်ယောက်ဖြစ်တဲ့ Daniel Olmo နဲ့ Patrick ဒီညောက်ကိုလည်း Barella နဲ့ Mkhitaryan ဒီညောက်ကတက်ပြီးတော့ကတ်တယ်ဒါအပြင် Barcelona အသင်းရဲ့ winger တွေစီဖြစ်တဲ့ Rafinha တို့ Lamine Yamal တို့ဒီ player စီကို direct long ball spam ပေးဖို့စူးစမ်းမယ်ဆိုလို့ရှိရင်လည်း Inter Milan အသင်းရဲ့ wing back တွေဖြစ်တဲ့ Dumfries နဲ့ဒီမှာရှိတဲ့ Di Marco ဒီညောက်ကတက်ပြီးတော့ကတ်တယ်ဒါအပြင်ဒီမှာရှိတဲ့ Eric Garcia, Martins ဒီညောက်စီကိုဘလုံးပေးမယ်ဆိုလို့ရှိရင်လည်း Dumfries နဲ့ Di Marco ဒီညောက်ကပဲထပ်ပြီးတော့တာဝန်ယူထားရလို့ကျွန်တော်တို့ပြောရမယ်တကယ်လို့ Eric Garcia နဲ့ Martin ကို Dumfries နဲ့ Di Marco တက်ပြီး press ပြီးဆိုတာနဲ့ဒီမှာလွတ်နေတဲ့ Lamine Yamal နဲ့ Rafinha ဒီညောက်ကိုဆိုလို့ရှိရင်တော့ Inter Milan အသင်းရဲ့ white CBD ဖြစ်တဲ့ Bastoni နဲ့ Basak ဒီညောက်ကတက်ပြီးတော့ကတ်တယ်တနည်းအားဖြင့် 1vs1 battle တွေကိုရင်ဆိုင်ဖို့ Inter Milan အသင်းကစားခဲ့ရလို့ကျွန်တော်တို့ပြောရမယ်ဒီညမှာဆိုလို့ရှိရင်လည်း Barcelona အသင်းကသူတို့က first pick ကစားခွက်တိစောက်ပုံကအတော်လေးကိုရည်ကြီးသွားပြီအဲ့တော့ Barcelona ကဘယ်ရာကိုအားကိုးရတယ်ဆိုလို့ရှိရင်တော့သူတို့က midfielder တွေဖြစ်တဲ့ Frankie De Jong တို့ Patrick တို့ဒီ player တွေက Preston ဖြစ်တဲ့ ball carrying ability အားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ player တွေက ball carrying ability ကိုပဲအားကိုးပြီးတော့ကစားရတယ်ဒါပေမဲ့တစ်ဖက်မှာ Inter Milan ကလည်း systematically ကြ hard working ဖြစ် high press ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ Barcelona အသင်းအနေနဲ့ဒီလိုအနေထားမျိုးမှာသူတို့က first page transition ကိုတိစောက်ရတာအတော်လေးကိုခက်တယ်အဲ့တော့ Barcelona အသင်းကနောက်ပိုင်းပွဲချိန်တွေမှာဆိုလို့ရှိရင်တော့သူတို့က beta face ကိုပြန်ပြီးတော့ပြောင်းလဲတိစောက်သွားရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကတော့ Barcelona အသင်းနောက်ပိုင်းမှာပြောင်းလဲသွားတဲ့အသင်းရဲ့ first page transition ကိုကျွန်တော်တို့ပြောရမယ် backline မှာဆိုလို့ရှိရင် Garcia, Cubarsí နဲ့ Martinez ဆိုရှိနေပြီးတော့ပိုင်ဘက်မှာဆိုလို့ရှိရင်တော့ Frankie De Jong တယောက်ပဲကြံခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီအထိုင်းမှာဆိုလို့ရှိရင်တခြားကြည့်မယ်ဆိုလို့ရှိရင် Eric Garcia, Cubarsí, Martinez ဒီ၃ယောက်ကို Inter Milan အသင်းရဲ့ front 2 နှစ်ယောက်ဖြစ်တဲ့ Martinez နဲ့ Marcus Thuram ဒီနှစ်ယောက်ကဘလို့မှတားဆီးဖို့မလွယ်ဘူးအဲ့ဒါကြောင့်အဖြစ်ရဆိုတော့ Dumfries ကတက်ပြီးတော့ကူရတယ် Dumfries တက်ပြီးကူပြီးဆိုတာနဲ့ဒီမှာဆိုလို့ရှိရင် Martin ကအမြဲတမ်းလွတ်နေရဲဒါက Barcelona အတွက် first pick ကနေပြီးတော့ second pick ကိုတွားဖို့အတွက်အကောင်းဆုံး option ပဲလို့ကျွန်တော်ပြောရမယ်အဲ့ဒါကြောင့်မို့ Cubarsí ကနေဒီကြောင့်ပြီးလို့ရှိရင် Barcelona ကဒီ Martin ရှိရဲ့အချမ်းမှာဆိုလို့ရှိရင် Patrick, Rafinha တို့ကပါထွက်ကစားပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင် player က 4vs3 ပုံစံမျိုးနဲ့ဒါ player တယောက်အသာစီးရပြီးတော့ overload တည်တဲ့ကစားပုံမျိုးလို့ကျွန်တော်ပြောရမယ်အဲ့ကနေမှဆင် Barcelona အသင်းက first pick ကနေပြီးတော့ second pick ကိုတိစောက်ပြီးတော့ Barcelona အသင်းရဲ့ကစားကွက်တိစောက်ပုံကစပြီးတော့အလုတ်ဖြစ်သွားတဲ့ပုံစံမျိုးလို့ကျွန်တော်ပြောရမယ်ဒါကပထမပိုင်းမှာ Barcelona အသင်းတိစောက်ခဲ့တဲ့သူတို့ရဲ့ကစားကွက်တိစောက်ပုံနဲ့ first pick ကနေပြီးတော့ second pick transition ကိုကူပြောင်းတဲ့ပုံစံလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဒါကိုကျွန်တော် on field မှာတွားပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီတက်ပို့ပြီးရှင်းစင်းလေးမြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင် Inter Milan အသင်းရဲ့ first page တိစောက်ပုံအခြားကြည့်မယ်ဆိုလို့ရှိရင် Inter Milan က full back ကိုပဲတည်ထားတယ် Barcelona ဘက်ကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့က front runner 3ယောက်လုံးနဲ့ high press လုပ်ဖို့စီစဉ်နေပြီးတော့ဒီတော့ကြောင့်ပဲ Inter Milan အနေနဲ့ first page ကစားကွက်တိစောက်ဖို့အတွက်အတော်လေးကိုရည်ကြီးနေခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တော့ Inter Milan အသင်းရဲ့ full back ဖြစ်တဲ့ Di Marco စီကိုဘလုံးပေးတယ် Di Marco စီကိုဘလုံးရောက်သွားပြီးဆိုတာနဲ့အခြားကြည့်မယ်ဆိုလို့ရှိရင်တော့ Eric Garcia ကဒီမှာဆိုလို့ရှိရင် Di Marco ကိုတက်ပြီးတော့ press တယ်တစ်ချိန်တည်းမှာပဲ Di Marco ရဲ့ရှိမှရှိတဲ့ Mkhitaryan ကိုတော့ Barcelona အသင်းရဲ့နောက်ခံသူဖြစ်တဲ့ Cubarsí ကတက်ပြီးတော့ press ထားတယ်ဒါအပြင် Inter Milan အသင်းရဲ့ frame box ထဲမှာရှိတဲ့ player 3ယောက်ကိုလည်း Barcelona အသင်းရဲ့ player 3ယောက်က man to man marking ပြန်ပြီးတော့ယူထားတယ်အဲ့တော့ Inter Milan က first pick transition တောက်တဲ့အတော်လေးကိုခက်ခဲတယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် Inter Milan ကသူတို့ player တဦးချင်းတည်းရဲ့ NFL quality ကိုပဲအဓိကထားပြီးအသုံးပြုသွားတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ဒီမှာကဆင် drop play လောက်လာတဲ့ Mkhitaryan ကိုဘလုံးပေးရဲအဲ့ကနေမှဆင် Mkhitaryan ကဖနှောက်နဲ့ပြန်ချပြီးတဲ့ဘောလုံးကိုဒီမှာကတောက်လျှောက်ဆွဲယူပြီးတော့ first pick ကနေပြီးတော့ second phase ကို
တောက်လျှောက်ကိုတိဆောက်သွားတဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပြောရမယ်ဒီမှာဆိုလို့ရှိရင် Inter Milan တင်းရဲ့ first phase ကနေ second phase ကိုတိဆောက်သွားပုံကဘောလုံးထိချက်3ချက်လောက်ပဲရှိခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်မျိုးကဘယ်လိုလဲဆိုလို့ရှိရင်တော့ဒီမှာမြင်တဲ့အတိုင်းပဲဒီမှာဆိုလို့ရှိရင်အတင်းရဲ့ full back နေရာမှာဆိုလို့ရှိရင်တော့ Inter Milan တင်းရဲ့ YCP တွေဖြစ်တဲ့ Brescia နဲ့ Bastoni တို့ကဒီမှာဆိုလို့ရှိရင်တော့ fullback အနေနဲ့နေရာယူထားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အသင်းရဲ့ central center back ဖြစ်တဲ့ Isabi ရဲ့ဘေးမှာဆိုလို့ရှိရင်တော့ Kehano Group က drop တိလုပ်ပြီးတော့ Tamori CB နဲ့ကစားနေရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် Inter Milan အသင်းက nice ပိုင်းအားကောင်းတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါမျိုး beta face တိဆောက်တဲ့အပိုင်းမှာပုံစံအမျိုးမျိုး player shaking လုပ်ပြီးအသုံးပြုသွားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ကနေမှ Inter Milan အသင်းက Bastoni စုဘလုံးရောက်တယ် Bastoni စီကနေစင်နောက်မှပြန်လာတဲ့ Kehano Group နဲ့ပြန်ပြီးတော့တွေ့တယ် Kehano Group စီကိုဘလုံးပြောင်းသွားပြီးဆိုတာနဲ့ဘာစီလိုနာအသင်းရဲ့ခံစစ်တပ်မှာပလီယာက4ယောက်ပဲရှိရဲတစ်ချိန်တည်းမှာပဲ Inter Milan အသင်းရဲ့ပလီယာ A တက်ကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့9ဟောက်ဖြစ်နေဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါကိုပဲ Kehano Group ကအခွင့်အရေးယူပြီးတော့ direct လောင်ပေါ် spam ပေးပြီးတော့ Inter Milan က first pick ကနေပြီး second phase ကို direct ကူးပြောင်းသွားတဲ့ပုံစံမျိုးကစားသွားရဲဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါက Inter Milan အသင်းရဲ့ကစားကွက်တိဆောက်ပုံဖြစ်ပြီးတော့ Barcelona အသင်းရဲ့ကစားကွက်တိဆောက်ပုံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာမြင်တဲ့အတိုင်းပဲ Barcelona အသင်းက 4-2 shape နဲ့သူ beta phase ကိုတီထားတယ်အချိန်လေးမှာပဲ Inter Milan player တွေကလည်းလုံးဝ high press ပေးဖို့ပြင်ဆင်နေရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ကနေမှဆက်ဘာစီယိုနာကသူတို့ရဲ့ညာရန်ကိုဘလုံးထုတ်တယ်ထုတ်ပြီးဆိုရတယ်ဒီမှာကွာချင်းကိုရှေ့ကိုပြေးတက်လာပြီးတော့Inter Milan အသင်းရဲ့ high press system မှာလာရောက်ပူးပေါင်းနေဆိုတာကိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်မြင်ရလိမ့်မယ်ဒါမျိုး Inter Milan အသင်းက already အပြည့်နဲ့ high pressing ပေးပြီးကစားခဲ့တာကအတော်လေးကိုအလုပ်ဖြစ်ခဲ့ပြီးတော့ဦးဆောင်ကို2ဂိုးကိုလည်းဒီပုံတန်နဲ့ရရှိခဲ့ဆိုတာကိုကျွန်တော်နောက်ပိုင်းမှာထပ်ပြီးတော့ရှင်းပြမယ်ဒီမှာဆိုလို့ရှိရင်တော့ Barcelona အသင်းရဲ့ကစားကွက်တိဆောက်ပုံကစပြီးတော့ပြောင်းလဲလာပြီဆိုတော့ကျွန်တော်မြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့ Barcelona အသင်းရဲ့ back line မှာ player ကတော့ပဲရှိတော့တယ် Martin ကအတော်လေးကိုရှေ့ကိုရောက်လာပြီးတော့ Barcelona အသင်းကသူတို့ရဲ့ဗရန်ကိုအတော်လေးကို overload တည်ပြီးတော့ first phase ကနေပြီးတော့ second phase transition ကိုကူးပြောင်းဖို့အတွက်ကစားလာပြီဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်တစ်ချိန်တည်းမှာပဲ Inter Milan အသင်း player တွေကလည်း high pressing တဲ့ဒီ mid block defensive structure ကိုပြောင်းပြီးတော့ကစားဖို့ပြင်ဆင်လာပြီဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲမာတင်ကအတော်လေးကိုရှေ့ကိုတက်ပြီးကစားလာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာစီနာတင်းရဲ့ first phase ကနေပြီးတော့ second phase transition တွေမှာမာတင်ကအဓိက point ဖြစ်လာတယ်ဒီမှာဆိုလို့ရှိရင်လည်းအတင်းရဲ့ကွင်းလင်မှာဒီကြောင်ကဘောလုံးကိုလက်ခံတယ်ဒီကြောင်ဘောလုံးရပြီဆိုတဲ့အချိန်မှာဆိုလို့ရှိရင်မာတင်ကိုယ်တိုင်ကဘောလုံးကိုလှမ်းပြီးတော့တောင်းနေတယ်လို့သူ့ရဲ့ရှေ့မှာရှိတဲ့ Rafinha ကလည်းမာတင်စီကနေတင် first page ကိုတိဆောက်ဖို့အတွက်လှမ်းပြီးတော့ instruction ဒီကြောင်ကိုပေးနေရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်တကယ်တမ်းမှာလည်းဒီကြောင်ကနေစင်ကျွန်တော်တို့ဒါဘယ်ချမ်းမှာရှိတဲ့ Martin စီကိုဘောလုံးပေးခဲ့ပြီးတော့ Barcelona ကလည်း first page ကနေပြီးတော့ second page transition ကိုလွယ်ကူပဲတိဆောက်သွားနိုင်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်Inter Milan အသင်းရရှိခဲ့တဲ့ဥဆောင်ဂိုးတွေကိုတခြားကြည့်မယ်ဆိုလို့ရှိရင်တော့ Inter Milan အသင်းကသူတို့ရဲ့ high pressing system ကနေရရှိခဲ့တယ်လို့ကျွန်တော်တို့ပြောရမယ်။ဒါကိုလည်းကျွန်တော်အစောမှာပြောခဲ့သလိုပဲ Inter Milan ကဒီဘက်မှာသူတို့ရဲ့ high pressing ကစားပုံကအတော်လေးကိုကောင်းတယ်။ high pressing ကိုကစားတဲ့အချိန်မှာစနစ်တကျကစားနိုင်ခဲ့တဲ့သူတို့အတော်လေးရဲ့ hawking ဖြစ်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒီမှာဆိုလို့ရှိရင်ဗျာ Inter Milan အသင်းကသူတို့အနေနဲ့ Barcelona တင်တဲ့လောင်းမော့ကိုရအောင်ပြန်ဆယ်ပြီးတော့ Mkhitaryan စီကိုဘလုံးရတယ်။ဒါပေမဲ့ဒီဘောလုံးကို Barcelona အသင်းရဲ့ကွင်းသမားတွေကပြန်တားဆီးပြီးတော့နောက်တန်းနဲ့ပြန်ပြီးတော့တွဲတယ်ဒါပေမဲ့ဒီနောက်တန်းကပြန်ပြီးချပစ်တဲ့ဘောလုံးကို Inter Milan အသင်းရဲ့ဒီဘယ်ချမ်းမှာရှိတဲ့ဒီမာကုတ်ကအတွင်းကိုပြင်းဝင်လာပြီးတော့သူ့ရဲ့စုံကားကနေထွက်ပြီးတော့ဒီဘောလုံးလက်ခံမဲ့ Barcelona တင်းရဲ့ midfielder ဖြစ်တဲ့ Frankie De Jong ကိုဝင်ပြီးတော့ press တယ်အဲ့ဒါကြောင့်မို့ဒီမှာဆိုလို့ရှိရင်ဒီမာကုတ်ကဘောလုံးကိုရသွားပြီဒီမာကုတ်ဘောလုံးရသွားပြီဆိုတာနဲ့ညာချမ်းမှာရှိတဲ့Danfrey ကအတွင်းကိုဝင်လာပြီးတော့ Barcelona တင်းရဲ့ခံကြောင်ကိုကြော်ပြီးဖို့ကြိုးစားတယ်။အဲ့ပြေးလဲကြောင်းတွေကိုပဲဒီမာကိုကကွက်တိဘောလုံးပြန်ချပြီးခဲ့လိုက်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့ Inter Milan တင်းကလွတ်သက်ဘောလုံးရရှိသွားပြီးတော့ဘေးမှာရှိတဲ့ Martinez ကိုပြန်ပြီးထိုးပေးတဲ့အနေအထားမျိုးကနေစင် Inter Milan တင်းကဥဆောင်ကိုရရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒုတိယပိုင်းအချိန်မှာဆိုလို့ရှိရင်တော့ Barcelona တင်းရဲ့ဒီ second phase transition ကစားကွက်တိဆောက်ပုံကစပြီးပြောင်းလဲသွားတယ်လို့ကျွန်တော်တို့ပြောရမယ်။ဘယ်လိုမျိုးပြောင်းလဲသွားခဲ့ရဆိုလို့ရှိရင်တော့ Barcelona တင်းရဲ့ CB ညောက်ကြားထဲမှာကျွန်တော်ဒီကြောင်ကဝင်ပြီးတော့ကစားပြီးတော့ midfield မှာဆိုလို့ရှိရင် Patrick တောက်တွေကရှိတော့တယ်ဒါအပြင်အသင်းရဲ့ဝင်ငံ2ယောက်ဖြစ်တဲ့ကျွန်တော် Rafinha နဲ့ Lamine Yamal ဒီနောက်ကအတွင်းကိုဝင်လာပြီးတော့ wide area မှာဆိုလို့ရှိရင်အသင်းရဲ့ fullback 2ယောက်ဖြစ်တဲ့ Martin နဲ့ Eric Garcia ဒီနောက်ကတက်ပြီးတော့ကစားတယ်အဲ့တော့ wide area မှာ Inter Milan အသင်းရဲ့ wing back 1ယောက်ထဲကပဲ Barcelona ရဲ့ winger တွေက fullback တွေကတက်ပြီးထင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ Barcelona အသင်းရဲ့ဒီ fullback 2ယောက်ကအမြဲလို့တရားမှုတယောက်ကလွတ်နေရှိတယ်။ဘာဖြစ်လို့ဆိုတော့ဒီဘက်ဘောလုံးကင်ထားတဲ့ fullback တယောက်ကိုတက်ပြီးကတ်ဖို့အတွက် Inter Milan အသင်းကသူတို့ရဲ့ midfielder ထက်ကိုတွားပြီးလွှတ်လိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ချမ်းမှာရှိတဲ့
ဖူဘတ်တယောက်ကသွားပြီးတော့လွတ်နေလိမ့်မယ်အဲ့ပုံစံအတိုင်းပဲဘာစီလိုနာသင်းကပထမဆုံးချီပါကိုရရှိခဲ့ရဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒီဘောလုံးကိုလမန်ရမဲကရရှိထားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်လမန်ရမဲဘောလုံးခိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ဟိုဘတ်ချမ်းမှာရှိတဲ့မာတင်ကသူတို့လက်နေရာယူထားတယ်အဲ့ကနေမှစင်မာတင်ကပတ်ထရီကိုဘောလုံးပေးတယ်ပတ်ထရီကဒီဘောလုံးကိုလက်ခံပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူကိုယ်တိုင်ကန်သွင်းဖို့ကြိုးစားတယ်ဒါပေမဲ့ဒီဘောလုံးကပြန်ချတဲ့အချိန်မှာဆိုလို့ရှိရင်เนาะသူ့အနေနဲ့ညာချမ်းမှာရှိတဲ့မာတင်စီကိုဘောလုံးပြန်ပြီးဖြန့်ပြီးတယ်မာတင်စီကိုဘောလုံးရရတဲ့အချိန်မှာဆိုလို့ရှိရင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ညာချမ်းမှာရှိတဲ့ Eric Garcia ကပြန်ပြီးလွတ်နေပြီအဲ့လိုကြောင့်မလို့မာတင်ကဒုတိယအချိန်မှာ cross တင်ပြတဲ့ဘောလုံးကို Eric Garcia ကလိုသလက်ပိတ်သွင်းပြီးတော့ပထမအဆုံးချီပါကိုရရှိခဲ့ရဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့လိုပဲ Inter Milan အသင်းက2-2ဆိုတဲ့အချိန်ကြီးရောက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်တူရဲ့ကစားကွက်တိဆောက်ပုံလုံးဝကိုပြောင်းလဲသွားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဘယ်လိုမျိုးပြောင်းလဲသွားရဲဆိုလို့ရှိရင်တော့ Inter Milan အသင်းကသူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ Lautaro Martinez ကိုထုတ်ပြီးတော့နောက်ထပ်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့Taremi ကိုထည့်ပြီးတော့ကစားတယ်အဲ့ကနေမှစင် Inter Milan တင်းက first pick ကနေပြီးတော့ second phase ကစားကွက်တိဆောက်တဲ့ဘက်မှာဆိုလို့ရှိရင်တော့ direct လောင်ဘောတွေကို span ပေးပြီးတော့ပဲ second phase transition ကို direct သွားပြီးတော့ပဲ direct technique ကစားဖို့ကိုပြောင်းလဲပြီးကစားခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီမှာဆိုလို့ရှိရင် Inter Milan တင်းရဲ့ကိုယ်သမားဖြစ်တဲ့ Sommer ကဘောလုံးရရှိပြီးဆိုတာနဲ့တိုက်စစ်ပိုင်းအောင် direct လောင်ဘော span ပေးရဒီဘောလုံးကို Marcus Thuram ကဥအောင်ယူပြီးတော့ညာချမ်းမှာရှိတဲ့ Dumfries ကိုချပြီးတယ် Dumfries ကပဲဒီဘောလုံးကိုတောက်လျှောက် ball carrying လောက်လာပြီးတော့ frame box ကိုပြန်ချိုးချပြီးတဲ့ဘောလုံးကိုအသင်းရဲ့ central center back ဖြစ်တဲ့ Isavi ကပိတ်သွင်းပြီးတော့ 3-3 ဆိုတဲ့ဂိုးကိုပြန်ပြီးသွင်းမိနိုင်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ conclusion ကပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲကနှစ်သင်းလုံးက final ကိုတက်တဲ့နဲ့ခြေစွမ်းမျိုးကိုပိုင်ဆိုင်ခဲ့ရလို့ကျွန်တော်တို့ပြောရမယ်။နေ့စစ်ပိုင်းဆိုင်ရာအရာလည်းတပွဲလုံးမှာအပြောင်းလဲတွေအများကြီးမြင်ခဲ့ရတယ်လို့နှစ်သင်းလုံးကလည်းသူတို့ပြောင်းလဲခဲ့နီးပြူရာတွေကိုလည်းလုံးဝကိုအကျိုးရှိအောင်အသုံးချနိုင်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရမယ်။အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကလည်းတကယ်ကိုကောင်းခဲ့တဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်ဘယ်လိုမျိုးရှိလဲ။ဒါတွေကိုလည်း comment မှာချက်ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။အဆုံးကြည့်ပြခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။